င်္ဂလိတယောက်ဟာဈေးကြီးတဲ့အစားအစာတစ်ခုကိုအိမ်ရောက်မှယူခဲ့တယ်။ဒါပေမဲ့ပါဆယ်ဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမအရန်အံ့ဩသွားခဲ့တယ်ဘာလို့လဲဆိုတော့ဘူးထဲမှာဘာမှမရှိပဲဟောင်းဟောင်းဖြစ်နေလို့ပါ။ငွေတောင်းခံသွားပုံမှာတော့ဘာသာသားမှရေးမထားဘူးလေ။သူမလည်းဒေါသထွက်ထွက်နဲ့ဆိုင်ကိုဖုန်းဆက်ကြည့်ပေမဲ့လည်းဆက်သွယ်လို့မရခဲ့ဘူး။စိတ်ရှုပ်ပြီးစိုးရိမ်နေတဲ့အချိန်မှာဘူးပေါ်ကစာတိုလေးတစ်ခုကိုသတိထားမိသွားတယ်။အဲ့ဒီစာလေးမှာတင်စားခြင်းနဲ့အစားအစာကိုရေးပြီးဒီဘူးထဲကိုထည့်လိုက်ပါလို့ရေးထားတာပါ။အစမှာတော့နောက်ပြောင်နေတာလို့ထင်ခဲ့ပေမဲ့ဆက်စုချင်းစိမ့်နဲ့စက်ကူတစားပေါ်မှာအကင်းလို့ရေးပြီးဘူးထဲထည့်လိုက်တယ်။စက္ကန့်ပိုင်းတွင်းမှာပဲဘူးကပြင်းပြင်းထန်ထန်တုန်ခါလာပြီးအလင်းရောင်တောက်တောက်ကြီးနဲ့တူတကယ်အကင်းတွေပေါ်လာပါတော့တယ်။သူမလည်းမယုံနိုင်အောင်ဖြစ်သွားပြီးတလုံးကြီးကြည့်လိုက်တဲ့အခါအရသာကအရန်ကောင်းလုံးလို့မြင်တတ်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့သူမဟာအစားအစာတွေကိုအငတ်မရစားပါတော့တယ်။ဒါပေမဲ့သူမရဲ့လောဘကအဲ့ဒီမှာနေမရက်တန့်ခဲ့ဘူး။အကင်းတွေကိုဖယ်လိုက်ပြီးဆူရှီလို့ပြောင်းရေးလိုက်တဲ့အခါလက်ဆက်တဲ့ဆူရှီတွေထပ်ပေါ်လာပြန်တယ်။သူမလည်းနိုင်ငံခြားကထူးဆန်းတဲ့ဟင်းလျာတွေကိုတစ်ခုပြီးတစ်ခုမှစားကြည့်နေခဲ့တယ်။ခဏအကြာမှာတော့သူမခေါင်းထဲကိုအတွေးတစ်ခုဝင်လာပြန်တယ်။ကမ္ဘာပေါ်မှာဈေးကြီးဆုံးအစားအစာကဘာလဲဆိုတာပါပဲ။အင်တာနက်မှာရှာကြည့်လိုက်တဲ့အခါတစ်စုံကိုဒေါ်လာ1000လောက်တန်တဲ့5ဦးကာဗီယာကိုတွေ့သွားပြီးချက်ချင်းပဲစမ်းစားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမမှာရေးစရာစက်ကူပုံသွားတဲ့အတွက်အနားမှာရှိတဲ့အားဆေးဘူးပုံပေါ်မှာကာဗီယာလို့ရေးပြီးမော်ဘူးထဲထည့်လိုက်တယ်မျက်စိတမိတ်အတွင်းမှာပဲဘူးကတုံခါလာပြီးရှေ့မှာ5ဦးတွေပေါ်လာပါတော့တယ်။သူမဟာဒီလောက်ဈေးကြီးတဲ့အစားအစာကိုစားနေရကြောင်းလူမှုကွန်ရက်ပေါ်မှာကြွားလုံးထုတ်နေတော့မှပဲရုတ်တရက်နှာခေါင်းသွေးတွေထွက်လာပြီးမျက်စိတွေပြာကပါးစပ်ကအမြုပ်တွေထွက်ပြီးကျန်းပြင်ပေါ်လဲကျသွားခဲ့တယ်။တကယ်တော့သူမစာရေးလိုက်တဲ့အားဆေးဘူးခုံပေါ်မှာအစိတ်တင့်စေသောအရသာလို့ရေးထားတာကိုသတိမထားမိခဲ့တာပါ။နောက်ဆုံးမှာတော့အဲ့ဒီမိန်းကလေးဟာအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ကဲတင်ရောအဲ့ဒီလိုမော်ဘူးမျိုးသားရခဲ့မယ်ဆိုရင်ဘယ်လိုအစားအစာမျိုးကိုမှစားမလဲ